ဒီနေ့ဧပြီလ10ရက်2023ခုနှစ်ချင်းပြည်နယ်ဝေဘူးလမြို့ကိုစစ်ကောင်စီတပ်တွေကမနက်ခင်းကပဲဝင်ရောက်တိုက်ခတ်သွားတယ်။အသွားမှာနှလုံးကျဲခဲ့တယ်အပြန်မှာနှလုံးကျဲစုစုပေါင်း၄လုံးဒါကျဲခဲ့တယ်ပေါ့။ဒါကသူတို့ပြောခဲ့တယ် EROS တွေကတော်လိုင်းလေးကိုပူပေါင်းပါဝင်လာလို့ရဲစနစ်ကွတ်မဲလို့ပြောတာရတက်ပြီ။အဲ့ဒီအဖြစ်ဒီ EROS တွေအားကောင်းတယ်လို့သူတို့ယူဆတယ်ချင်းပြည်နယ်ကိုဒါရဲဆက်ဆက်နှစ်ကွတ်ပြတဲ့ပုံစံဘာမှအပြစ်မရှိတဲ့ဟိုဟာစာတင်ကြောင်းအဲ့ဒီစာတင်ကြောင်းကိုလည်းဒါသူတို့ကဒီနေ့ချင်းနဲ့ထုတ်ခဲ့တယ်။နောက်ဒီလိုလည်းထုတ်ခဲ့တယ်ဒနာကအိမ်တန်းတွေအကုန်လုံးကလူတွေထိခိုက်တာရရှိခဲ့တယ်။ပါဟာစုစုပေါင်း9လောင်းကျမတို့ရှာတွေ့ပါပြီ။ထိခိုက်တာရတဲ့လူတွေကအခုချိန်ထိရှာနေစေ။ဟိုအိမ်ထဲမှာဆိုရင်နှလုံးရောဂါရှိတဲ့အမေတယောက်ကြံခဲ့တယ်လို့သူတို့တန်ရရှိတယ်။ဒါပေမဲ့အခုချိန်ထိကျမတို့ရှာလို့မတွေ့သေးပါဘူး။ဒီပြည်သူတွေမှာဘာအပြစ်မှမရှိပါဘူး။ EROS တွေကတော်လိုင်းထဲမှာပူပေါင်းမယ်လို့ပြောရုံနဲ့ဒီလိုလုပ်စရာဘာအကြောင်းရင်းမှမရှိပါဘူး။ရောသားလာတဲ့ပြည်သူတွေပါချင်းလူမျိုးခရစ်ယာန်ဘာသာဝင်တွေအများကြီးနေတာကျမကဗမာဗုဒ္ဓဘာသာဒါပေမဲ့ကျမတို့ကအတူတူခံစားရမှာဒီအတွက်လည်းကျမတို့ကနိုင်ငံတကာကိုအကူအညီတောင်းပါတယ်ဒီလိုမျိုးဘာမှအပြစ်မရှိတဲ့ပြည်သူတွေပေါ်မှာရဲဆက်ဆက်လေကြောင်းကနေတိုက်ခတ်သွားတယ်ဒါသူတို့ရဲ့မျက်နှာကိုတော့ကျမတို့မိသားစုဝင်နေစိတ်အနှောက်အယှက်ဖြစ်မှာဆိုလို့မပြတော့ပါဘူးဒီမှာလည်းတချို့တစ်ဝက်ရှိတယ်ဟိုပေါ်မှာလည်းတချို့တစ်ဝက်ရှိပါတယ်အဲ့ဒီအတွက်စစ်ကောင်စီတပ်တွေကအပြစ်မဲ့အရက်သားပြည်သူတွေအပေါ်မှာလေချောင်းတုံးပြီးတော့တိုက်ခိုက်မှုကိုကျမတို့ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်ဒီစစ်ကောင်စီရဲ့လုပ်ရက်တွေနောက်ဒီတဲ့ဆက်မလုပ်နိုင်ဘူးကျမတို့အစွမ်းရှိသမျှ EROS တွေ PDF ပကဖ LDF RKDF CNDF အကုန်လုံး CNA ရှိသမျှအကုန်လုံးဖွဲ့တွေပူးပေါင်းပြီးတော့စီစလုံးနေနေနဲ့ဆက်ပြီးတော့တော်လန်တိုက်ပွဲဝင်သွားကြဖို့ကျမတို့အကုန်လုံးစောင့်ဖြစ်တယ်။ဖက်တော့မှဒီရေးကိုမမေ့ပါဘူး။ရေးတော်ပုံမအောင်မချင်းရှစ်ဆက်တိုက်